Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဘောနော်ဒီတင်မမျောလင့်ထားတဲ့ blessing တွေကဘာတွေလဲဆိုတာကိုဒီ reading လေးနဲ့လုပ်ပေးတော့မှာဖြစ်ပါတယ်เนาะဆိုတော့ကိုမမျောလင့်မဲနဲ့ပေါ့နော်ကိုစီကိုကံကောင်းခြင်းတွေဒီ blessing တွေဝင်လာဖို့ဆိုတာပေါ့နော်ဒါဝင်လာတယ်ဆိုတာတော့ universe ကနေပြီးတော့အလုပ်လုပ်ပေးလိုက်တာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါကျမတို့လှုပ်ထားတဲ့ကံအလုပ်ကပေါ့နော်ဒီကိုကမမျော်လင့်မဲနဲ့တစုံတစ်ယောက်ကိုမမျော်လင့်မဲနဲ့ပေါ့နော်ကူညီလိုက်တယ်ပေးလိုက်တယ်ဆိုတာပေါ့နော်ဒါဆိုမမျော်လင့်မဲနဲ့ပေးလိုက်တဲ့ကူညီလိုက်တဲ့အရာတွေကို universe ကနေပြီးတော့တဖန်ပြန်ပြီးတော့အလုပ်လုပ်ပေးလိုက်တာဖြစ်တယ်ပေါ့နော်ဒါကိုအတွက်ကိုကတဘာလို့စရာမမျော်လင့်မဲပေးလိုက်တဲ့အတွက် universe ကလည်းကိုမမျော်လင့်ထားတဲ့ blessing တွေကိုကိုစီကိုပြန်ပြီးတော့ပေးပို့လိုက်တာကိုဆိုလိုတာပေါ့နော်ဒါဆိုတော့ဒီ universe ဒီ spirit guide ဒီ universe တွေ angel တွေဇေယျနေပြီးတော့တင်မမျော်လင့်ထားတဲ့ blessing တွေကဘာတွေလဲဆိုတော့ကိုကျွန်မကြည့်ပေးတော့မှာဖြစ်တယ်ပေါ့နော်ဒီမမျော်လင့်ထားတဲ့ blessing နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်မကိုရေးပေါ့နော်ကိုရေးဖြစ်ရလေးပြောပြမယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ပေါ့နော်ကျွန်မတစုံတယောက်ကိုကူညီလိုက်တယ်ပေးလိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်မကူညီတာပဲဖြစ်ဖြစ်ပါတော့သူတို့ဇာတ်နေကျွန်မတခါမှလည်းမျိုးဘယ်လိုခေါ်မလဲမျောလင့်မိမပေးလိုက်တာမျိုးတခုမှမရှိဘူးပေါ့နော်တခါမှလည်းမရှိဘူးပေါ့ကျွန်မပေးလိုက်တယ်ဆိုလို့ရှိရင်ကိုချမ်းစာစိတ်နဲ့ပေါ့နော်ကိုစိတ်ထဲကိုချမ်းစာစိတ်နဲ့အဲ့လိုမျိုးသူ့နေရာကိုဝင်ပြီးတော့ပေါ့နော်ငါလဲစားကျင်တယ်လို့သူလဲစားကျင်မှာပဲအဲ့လိုမျိုးအစားတစ်ခုခုပေးတယ်ဆိုလို့ရှိရင်လည်းပေါ့နော်သူပေးလို့ငါပေးတာငါပေးတော့သူပေးရမယ်အဲ့လိုမျိုးမရှိဘူးပေါ့နော်ကျွန်မစိတ်ထဲမှာအဲ့လိုမျိုးမရှိဘူးပြီးလို့ရှိရင်ကျွန်မပေးလိုက်ပြီးစရင်သူကဒီအရာလေးကိုသူရသွားတဲ့အတွက်သူအရန်ပျော်တော့မှာပဲသူစိတ်ထဲမှာပျော်တော့မှာပဲဆိုတော့သူ့နေရာမှာကျွန်မဝင်ပြီးတော့ကျွန်မပို့ပျော်တဲ့ပုံစံမျိုးရှိရပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီမမျော်လင့်ထားတဲ့ blessing တွေဒါကြောင့်မို့လဲကျွန်မအမှန်တမ်းပြောရရင်မမျော်လင့်ထား blessing တွေအများကြီးရဘူးတယ်ကြုံဘူးတယ်ပေါ့နော်အဲ့ဒီမှာအကြီးမားဆုံးကတော့ပေါ့နော်ကျွန်မမရကျွန်မရဲ့အမနဲ့ဖုန်းပြောတော့ပေါ့နော်ကျွန်မအမတွေကတော်ထဲမှာအဖွဲလိုက်တယ်အလုပ်တွေလုပ်ကြရတယ်ပေါ့နော်လုပ်ကြတော့သူတို့ခရစ်စမတ်နန်းနီးပြီပေါ့နော်ခရစ်စမတ်နန်းနီးပြီဆိုတော့သူတို့ခရစ်စမတ်ပါတီလုပ်ကြမယ်ဘာညာသူတို့အဲ့လိုပြောအောင်ပေါ့နော်ပြောတဲ့ခါကျအဲ့ဆိုလို့ရှိရင်ပေါ့နော်ကျွန်မစိတ်ကူးရတော့ဒါဆိုရင်ငါသူတို့ခရစ်စမတ်ပါတီလုပ်ဖို့အတွက်ငါတိုက်နိုင်တယ်လောက်ပေါ့နော်ဒါကျွန်မတိုက်နိုင်တယ်လောက်ပေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးပေးလိုက်မယ်ဆိုရင်ကျွန်မစိတ်ကူးရတော့ပေးလိုက်မယ်ဆိုစိတ်ကူးရတော့ဆိုဆိုလို့ရှိရင်ငါမုံဘိုးလွဲပေးလိုက်မယ်နင်တို့ဖွဲ့အတွက်ဒီမမတို့ဖွဲ့အတွက်ပေါ့နော်အဲ့လိုမျိုးပြောတဲ့ခါကျပြောပြီးတော့ခါကျသူတို့ကတော့မတည်ဘူးပေါ့နော်သူတို့ကတော့ပြောမလားမပြောမလားမသိဘူးဒါပေမဲ့ကျမလေသူတို့နေရာကိုဝင်ထိမှလေငါအဲ့လိုမျိုးမမျော်လင့်မဲနဲ့သူတို့ကိုပေးလိုက်တဲ့အတွက်သူတို့များပျော်တော့မလားအရန်ပျော်နေကြမှာပဲအဲ့ဒါစိတ်ပဲရှိရသူတို့စီကနေကျမပြန်လို့ခြင်းစိတ်တစိုးတစင်းမှမရှိဘူးပေါ့နော်ကျမပြန်လဲမလို့ခြင်းခဲ့ဘူးဒီတိုင်းပဲတကယ်ဘယ်လိုခေါ်မလဲသူတို့ပျော်နေမှာပဲဆိုတော့စိတ်လေးပဲကျမရှိခဲ့ရပါတော့အဲ့နဲ့တပတ်လောက်နေပြီးတော့ကျမပေးလိုက်တဲ့ငွေအမောက်ထဲပေါ့နော်ကျမပေးလိုက်တဲ့ငွေအမောက်ထဲဒါ universe ကသူ့ဟာသူအလုပ်လုပ်ပေးလိုက်တာကိုစီကိုမမျော်လင့်တဲ့ blessing ရောက်လာအောင် universe ကသူ့လိုအလုပ်လုပ်ပေးလိုက်တာဘယ်လိုလဲဆိုတော့တပတ်လောက်နေပြီးတော့ကျမပေးလိုက်တဲ့ငွေအမောက်ထဲ10စားလောက်ရှိတဲ့ငွေအမောက်ကိုကျမလည်းမှုန်ဖို့တခြားတယောက်စီရလိုက်တာပေါ့နော်ဆိုတော့ကျမထင်တယ်ပေါ့နော်ကျမအဲ့အချိန်မှာကျမတည်တော့ဘယ်လိုလဲဆိုတော့ကိုကဘာလို့မမျော်လင့်မဲနဲ့သူများတွေကိုမမျော်လင့်မဲနဲ့ပျော်ရွှင်လုပ်ပေးရတဲ့ကိုယ့်စီကိုလည်းမမျော်လင့်နဲ့ပျော်ရွှင်မှုတွေရောက်လာတယ်ဆိုတာကိုကျမ100%ပြည့်ယုံကြည်သွားတာပေါ့နော်အဲ့လိုမျိုးဒါဒီထက်မကတဲ့ blessing အသေးတွေဆိုလို့ရှိရင်လည်းအများကြီးရှိရပေါ့နော်ကျမအများကြီးကြုံမှုတဲ့အစားတောက်လားဝက်စားလားမျိုးစုံပေါ့နော်အဲ့လိုမျိုးအဆက်ဆက်ရအများကြီးကြုံမှုတဲ့ဒီငွေအမောက်မှမဟုတ်ဘူးပေါ့နော်ဆိုတော့okay ဒါဆိုလို့ရှိရင်ဒီကိုယ်စီကိုမမျော်လင့်မဲရောက်လာတဲ့ blessing အကြောင်းလေးကိုနည်းနည်းချင်းတော့တည်သွားရလို့ထင်တယ်ပေါ့နော်ဒီလိုမျိုးဆိုတော့ကျွန်မပိုင်လေးတွေကိုပြောပြတော့မယ်ပေါ့နော်ဒါလေးကပိုင်1ဒါလေးကပိုင်2ဒါလေးကပိုင်3ပေါ့နော်ဒါကိုကြိုက်နေတဲ့ရာပိုင်လေးတွေကိုရွေးပြီးတော့စိတ်လေးကိုရေးထားပြီးတော့ရွေးပေးပေါ့နော် okay
ဆိုရင်ရွေးပြီးသွားပြီလို့ထင်တယ်ပေါ့နော်ရွေးပြီးသွားပြီဆိုရင်ဒါကျွန်မပိုင်ဝမ်းကနေအရင်စမယ်โอเคပိုင်ဝမ်းရေးထားရလေဒီပေါ့နော်လိုက်တော့ခတ်Okay. Hello, ပိုင်ဝမ်းလေးတွေမင်္ဂလာပါရှင်ကျမရဲ့ reading လေးကိုပေါ့နော်ကြည့်ခဲ့တဲ့ဗီဒီယိုလေးတွေကကြည့်ဘူးတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်အခုမှစကြည့်ရဲ့လူပဲဖြစ်ဖြစ်ကျမအရန်ကိုကျေးဇူးတင်တယ်ပေါ့နော်ဒီ comment လိုင်းကိုလည်း comment တွေ like တွေ view တွေတိုင်းကိုလည်းကျမတန်ဖိုးထားတယ်ဒီအရာတွေကပဲကျမကိုပို့ပြီးတော့ energy တွေပို့ရစေတယ်ပြီးတော့ပို့ပြီးရင် confidence တွေလည်းပို့ရစေတယ်ပျော်ရွှင်မှုတွေလည်းပိုများတယ်ပေါ့နော်ပျော်ရွှင်မှုတွေလည်းပိုရစေရကျေးဇူးပါ Oh my god Very crazy I feel like ဒီပိုင်ဝမ်းလေးတွေစီကိုလာမဲ့ blessing ကလေအခြေအိုးကျမကြိုက်ဆုံးပဲဒီဟာလေးက blessing ထဲမှာဆိုတော့လုံးဝအလင်းမြန်လာမဲ့ blessing မျိုးလေးပါနော်မမျော်လင့်ထားတဲ့ blessing တွေနဲ့ဆိုလို့ရှင်ဒီကလေးကရမ်းကုန်မှဖြစ်တယ်ပေါ့နော်ဒီနိုင်ရော့ခတ်နဲ့ကတ်တောင်ကြတယ်ဆိုတော့လေအခြေရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်prepare လုပ်ခံရမယ်အခြေရေးဆိုခြင်းခံရမယ်ပေါ့နော်တစုံတယောက်စီကနေပြီးတော့အခြေရေးဆိုခြင်းခံရမယ် blessing အနေနဲ့ပေါ့နော် blessing အနေနဲ့ဆိုတော့ဒါဒီကိုယ့်စီကိုအခြေရေးလာဆိုတဲ့လူကအရန်ကိုကောင်းတဲ့လူပေါ့နော် romantic ဆန်နဲ့အခြေမျိုးပေါ့ romantic ဆန်နဲ့အခြေပြီးတော့ခါကြတော့တင်နာကျင်စရာရှိရပဲဖြစ်ဖြစ်အစမပြေရပဲဖြစ်ဖြစ်အခက်ခဲတွေရှိရပဲဖြစ်ဖြစ်ပေါ့နော်တင်စီမှာ trauma ရှိရပဲဖြစ်ဖြစ်မကောင်းတဲ့အခြေရေးတွေပဲဖြစ်ဖြစ်အဲ့ဒါတွေအားလုံးကအဆုံးသတ်သွားမယ် yeahပိုင်ဝမ်းလေးတွေရဲ့ blessing ရပါတယ်လဲ oh my goodness ပိုင်ဝမ်းလေးတွေကတ်တယ်လေတော်တော်လေးကိုကောင်းတယ် okay တဲ့ခုနကပြောတယ်လို့ပေါ့နော်ကျွန်မ spirit guide တွေနဲ့တကယ်အဆက်မိတော့ပါတော့ခုနက intro မှာပြောခဲ့တယ်လို့ကိုပေးလိုက်တဲ့ခါကျလို့ရှင်တစုံတယောက်စီကမမျော်လင့်မဲနဲ့ပေါ့နော်မမျော်လင့်မဲနဲ့ကိုကကူညီလိုက်တယ်ကိုပေးလိုက်တဲ့အရာတွေကကိုယ့်စီကိုမမျော်လင့်မဲနဲ့ blessing တွေကိုယ့်စီကိုရောက်လာဖို့ရှိရပေါ့နော်အဲ့လိုအရာတွေကပေါ့နော်ဒါ universe ကတင့်ကိုတင်အတွက်ပေါ့နော် universe ကအလုပ်လုပ်ပေးလိုက်မယ်တင့်ကိုတင်ပေးလိုက်တဲ့ဟာထက်ပိုပြီးတော့ပေါ့နော်ပိုများတဲ့အရာတွေပေးလာဖို့ရှိတယ်ဒါတင်မမျော်လင့်ထားတဲ့ဟာအဲ့ဒါတွေကအလင်းမြန်ပေါ့နော်အမြန်ဆုံးရောက်လာဖို့ရှိရယ်အဆုံးသတ်သွားမဲ့တင်းတော့1တင်းတော့ sorry လည်းအများကြီးပဲဒီတင်ရုံးကန်ရတဲ့အရာတွေအားလုံးပေါ့နော်ဟုတ်ရဲ့အဆုံးသတ်သွားမယ် okay blessing နေနဲ့ပေါ့နော် okay can you see the catတင်ကလေတရားတွေလေပို့ပြီးရင်လည်းတရားခေါ်မတရားတွေကောင်းတဲ့လမ်းစဉ်တွေပို့ပြီးရင်လိုက်ဖြစ်မယ်ထားတော့ကွာကျမတို့စီမှာရှိတာကျမတို့လူတိုင်းမှာပေါ့နော်လူတိုင်းမှာအဲ့လိုမျိုးမကောင်းတဲ့စိတ်ကောင်းတဲ့စိတ်ဆိုတာအဲ့လိုမျိုးရှိရလေအများနဲ့လူတိုင်းစိတ်ပဲရှိရအဲ့လိုမျိုးကိုကမကောင်းတဲ့ဘက်ကိုအစာများများကျွေးရလားကောင်းတဲ့ဘက်ကိုအစာများများကျွေးဖြစ်တာလားအဲ့လိုမျိုးပေါ့နော်ကောင်းတဲ့ဘက်ကိုကောင်းတဲ့အတွေးကိုပို့တွေးဖြစ်တာလားမကောင်းတဲ့အတွေးကိုပို့တွေးဖြစ်တာလားဆိုလို့ရှိရင်အဲ့လိုမျိုးရှိရလေနော်ကိုဘဒူးဖြစ်ပါတာလူတိုင်းမှာရှိရအဲ့လိုမျိုးမကောင်းတဲ့စိတ်ကောင်းတဲ့စိတ်ဆိုတော့လေအဲ့ဆိုတင်ကကြတော့လေအခုကဒီထဲမှာမြင်ရတာလေတင်ကမကောင်းတဲ့စိတ်ထက်တင်ကကောင်းတဲ့စိတ်ဘက်ကိုပို့ပြီးတော့အစာများများကျွေးပြမယ်ပေါ့နော်ကောင်းတဲ့အရာတွေအများကြီးပို့ပြီးရင်ဒီထက်ပို့ပြီးတော့ပေါ့နော်အခုလက်ရှိထက်ကောင်းတဲ့အရာတွေကိုပို့ပြီးရင်လုပ်ဖြစ်
လှုပ်ဖြစ်လာမယ်ပေါ့နော်ဒါလည်းတင့်တွက် blessing မှာပြီးတော့ခါကျတင်ကလည်းအဲ့လိုမျိုးအလူတန်းပေးကမ်းရတာတွေလည်းအများကြီးကြုံရမယ်နော်ဘယ်လိုခေါ်မလဲဘယ်လိုမျိုးကြီးကွာဒါလူတိုင်းတော့မတည်ဘူးတော့နော်ကျမအနေနဲ့ဆိုလို့ရှိရင်တော့ကျမကျတော့ကိုလက်ခံရတဲ့လက်တစုံထဲပေါ့နော်ကိုကပေးကမ်းရတဲ့လက်တစုံဖြစ်ချင်တာကျမအနေနဲ့ကြောက်လေအဲ့လိုမျိုးပေါ့နော်ပေးရတဲ့လက်တစုံဖြစ်ချင်တာအဲ့လိုမျိုးလက်ခံရတဲ့လက်တစုံထဲပေါ့နော်အဲ့လိုပဲတင်စီကိုလေမမျော်လင့်ထားတဲ့ blessing ပါလဲဆိုတင်ရလေအမျိုးသူအကူညီပေးရတဲ့လက်တစုံကွာပေးရတဲ့လက်တစုံမျိုးတွေဖြစ်လာမယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာမယ်တင့်တွက်တာ blessing ပေါ့နော် blessing ပြီးတော့တင့်စီကိုအရင်ကောင်းတဲ့လူတယောက်ပေါ့နော်အရင်ကောင်းတဲ့လူတယောက်အရင် romantic ဆန်တဲ့လူတယောက်ခြေမှဆိုလို့ရှိရင်ကွာဘယ်လိုပြောမလဲ okay တင်းရဲ့ပေါ့နော်ဒီ blessing နေနဲ့ဆိုလို့ရှိရင်ဒီ nine of cups energy နဲ့ဆိုလို့ရှိရင်လည်းဒါတင့်အနေနဲ့ပေါ့နော်ပို့ပြီးလာဖို့ရှိတယ်ပို့ပြီးလာဖို့ရှိရပေါ့နော်ပို့ပြီးတော့ပို့ပြီးတော့လာဖို့ရှိတယ်ဒီမှာ the emperor လေးလည်းမြင်ရပါပေါ့နော်ဆိုပို့ပြီးလာဖို့ရှိတယ်ပြီးတော့ခါကျတင်ကခုနပြောတယ်လို့ပဲပေါ့နော်ကောင်းတဲ့စိတ်ကိုပို့ပြီးတော့အစာများများကျွေးပြစ်မယ်ဆိုတော့လေကောင်းတဲ့ဘက်ကိုလိုက်စားတာပုံများလာတာဖြစ်တဲ့အတွက်တင်းရဲ့အလုံးသားလေးကဖြူစင်နေမယ်ပေါ့နော်ပြီးကန်းရည်ရောတာတွေလည်းပို့ပြီးရများလာမယ်ပြီးတော့လက်တစုံဖြစ်ရတာလည်းတင်အတွက် blessing ပဲပေါ့နော်အဲ့လိုလေးမြင်မိရပြီးတော့ဒီမှာမြင်နေရတယ် nine of cups အနေနဲ့ကြာတော့ blessing နေနဲ့ပေါ့နော်တင်ရဲ့ဆန္ဒတွေတင်စုတောင်းထားတဲ့အရာတွေပေါ့နော်တင် red လုပ်ထားတဲ့အရာတွေအဲ့ဒါတွေအမှန်တကယ်လာမှာ blessing နေနဲ့လေ wish came true ပေါ့နော်အဲ့လိုမျိုး blessing နေနဲ့တင်ရဲ့ဆန္ဒတွေကအမှန်တကယ်လာမယ်ပြီးတော့ခါကျတော့ဘယ်လိုခေါ်မလဲတင်ရဲ့စိတ်တွေကလည်းအရန်တည်နေမယ်ကွာတည်နေမယ်ဆိုတော့တရားဘက်ကိုအရန်လှုပ်ဖြစ်လိမ့်မယ်ပေါ့နော်တရားဘက်ကိုအရန်လှုပ်ဖြစ်လိမ့်မယ်ပြီးတော့ခါကျတင်ရတင့်ကိုတင်အဲ့လိုမျိုးကြီးစုတင်စိတ်တွေလည်းကျေးဇူးတင်စိတ်တွေပို့ပြီးရင်ဖြစ်လာလိမ့်မယ်ပေါ့နော်ကျေးဇူးတင်စိတ်ပွားများတာတော့ gratitude လုပ်တာမျိုးလို့လေတခုခုဆိုရင်ကွာကိုပေးလေးရတာပဲဖြစ်ဖြစ်ရတာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒါလေးကိုရရှိလို့ကျေးဇူးတင်ပါတယ်ကိုမိသားစုလေးနဲ့ပြောရှင်ရှိနေလို့ကျေးဇူးတင်ပါတယ်ကိုကျမ်းမာရေးကောင်းနေလို့ကျေးဇူးတင်ပါတယ်အဲ့လိုမျိုးတွေပို့ပြီးရင်ဖြစ်လာဖို့ရှိရပါတော့အဲ့လိုမျိုး blessing နေနဲ့ပေါ့နော်အရန်ကွာကြည့်လိုက်stable ဖြစ်တယ်ပေါ့နော်တင်ဘယ်လိုပြောမလဲပြည့်စုံနေရမှာကွာပြည့်စုံအဲ့လိုမျိုး blessing နေနဲ့ပေါ့နော်ပြီးတော့အဲ့တော့ခကတော့ဒါတည့်ရတိုင်းမှလိုမျိုးသူတရားအလုပ်ပို့လုပ်ဖြစ်တာပေါ့နော်တရားအလုပ်ပို့ဖြစ်တာမျိုးပေါ့နော်ပို့လုပ်ဖြစ်တာမျိုးတခုခုဆိုကွာအဲ့လိုမျိုးမှကြည့်လိုက်တင်နာကျင်စရာရှိရာတွေပြင်ပန်းခက်ခဲတဲ့ဟာတွေအကုန်လုံးကအဆုံးတက်သွားမှာ just leave behind ပေါ့နော်အနောက်မှာပဲကြံနေခဲ့မှာတင်စစ်ရမယ်အရာတွေအကောင်းတဲ့ဟာတွေကျပေါ့နော်အဲ့လိုမျိုး blessing နေနဲ့အဲ့လိုလေးမြင်ရတယ်တကယ်ကိုတင်းရဲ့ blessing ကလေ abundant ဖြစ်တဲ့ life မှာနေရမှာတင်းရဲ့ blessing နေနဲ့လေတင်က abundant ဖြစ်တဲ့ life မှာနေရမယ်ပြီးတော့ခါကျမမျော်လင့်ထားတဲ့ပေါ့နော်မမျော်လင့်ထားတဲ့လက်ဆောင်တွေအဲ့ဒါတွေရမယ်ပေါ့နော်ပြီးတော့ခါကျတော့တင်းရဲ့ blessing နေနဲ့ကလေထားပါတော့ဒီမှာကြည့်လိုက်ကိုဆန္ဒပြုထားတဲ့အရာတွေပေါ့နော်ထားပါတော့ကိုကဘာလိုချင်တယ် manifest လုပ်ထားတာတွေရှိမယ်ကွယ်အဲ့ဒါတွေကလည်း can true ဒီဟာလဲဒါ manifestation အနေနဲ့ဆို quickly ပေါ့နော်အမြန်ရောက်လာမယ့်ဟာပေါ့နော်တင်ဆူတောင်းထားတဲ့အရာတွေကတင် blessing အနေနဲ့အများကြီးမြန်ရောက်လာမယ်ပေါ့နော်အဲ့လိုမျိုးလေးမြင်ရတယ်ပြီးတော့ခါကျတဲ့ empress နဲ့ဒီဟာနဲ့ကလည်းလုံးဝ abundant life ပေါ့နော်တင် blessing အနေနဲ့တင် abundant life မှာနေရမယ်ပြီးတော့ခါကျတော့ပေါ့နော်
ဘယ်လိုခေါ်မလဲတင်တခုခုကွာတင် creation အနေနဲ့ဆိုလို့ရှိရင်မနော်တင်ပို့ပြီးတော့ပေါ့နော်အခုထက်ပို့ပြီးတော့တိုးတက်လာတာတို့ပေါ့နော်တင်ရဲ့အလုပ်ကိုင်းတွေပို့ပြီးတော့တိုးတက်လာတာပြီးတော့ဘာဖြစ်ဖြစ်ပေါ့နော်အရာလုံး grow ဖြစ်လာတာပေါ့နော်ပို့ပြီးရင်ဒီထက်ပို့ပြီးအောင်မြင်လာတာပေါ့ကွယ်အဲ့လိုမျိုးကိုယ်စိုက်ပြိုးထားတဲ့အရာတွေအတိပွင့်နေတာမြန်မြန်ဖြစ်ထွန်းလာတာတို့ဘာတို့ပေါ့နော်အဲ့ဒါတွေကတင် blessing အနေနဲ့ဖြစ်တယ်ညာတခုခုတင်မနာကျင်ဆိုင်ရှိရဆိုလို့ရှိရင်လည်း ending ဖြစ်တော့မယ်ဒါလည်းတင် blessing အနေနဲ့ပေါ့နော်အဲ့လိုမျိုးလေးမြင်ရတယ်ခြေရေးမှာတော့ဒါတည့်ရတိုင်းမှာနှစ်ကတ်တောင်ကြတယ်ဆိုတော့အဲ့လိုမျိုးတက်စီကိုmessage မမျောလင့်ထားတဲ့ message မမျောလင့်ထားတဲ့လူတယောက်မမျောလင့်ထားတဲ့ချက်ချင်းနေတက်စီကိုရောက်လာဖို့လဲ blessing အနေနဲ့မြင်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ပို့ပြီးတော့ပေါ့နော် get more message from spirit guide angel universe ကနေပြီးတော့ဒီ message တွေကိုရအောင်ကျွန်တော် spirit guide နဲ့ connecting လုပ်မယ် I'm connecting with spirit guide can you bring the message for by one oh sorry မထွက်လာဘူးလို့စိတ်ကူးတဲ့ကနေပြောနေဟိုပါတဲ့မထွက်လာရင်တော့ယူလိုက်တော့မယ်ပေါ့နော် okay just take another cut one cut then the blessing နေနဲ့ပေါ့နော်တင်အတွက် key လေးရောက်လာတယ်ကြည့်လိုက် new beginning direction and adventure await for those ready to let go of the past ဆိုတော့မကြည့်လိုက်တင် blessing နေနဲ့ဒီနာကျင်စရာတွေအကုန်လုံးကိုလည်းတင်လက်ကိုလုံနိုင်သွားမယ်လက်ကိုလုံနိုင်တယ်ဒါတခုခုဘယ်လိုခေါ်မလဲကိုဆွဲလန်းနေတဲ့အရာကိုနာကျင်နေတဲ့အရာကိုဆုပ်ကင်ထားနေတာကနေပြီးတော့ပေါ့နော်ကိုလစ်လွတ်နိုင်တော့တာလဲဒါတင်တွက်တော့ဒါလုံးဝ blessing ပဲပေါ့နော်ပြီးတော့တင်မှာအဓိကရှိတာတော့ရှိနေကွာတင်လို့ချင်းဖွင့်လို့ရတယ်ဒီတင်မှာတော့ရှိနေဆိုကြဆိုတင်ရဲ့ blessing ပေါ့နော်ဒါအလွယ်တကူပေါ့နော်တင်ကဘယ်ရာဖြစ်ဖြစ်အလွယ်တကူပေါ့ထားပါတော့တင်စန္ဒပြုလိုက်တယ်ဆိုရင်ခက်ခဲတွေပြုစားမလို့ကွာထားပါတော့ကိုယ်ဘာလို့ကျနေပါညာဆိုလဲတင်က manifestation လုပ်ထားတာမျိုးပါမျိုးဆိုလို့ရှိရင်လုံးဝ quickly ပြီးလို့ရှိရင်တခုခုဆူတောင်းပြုထားတယ်ဘာဆိုလို့ရှိရင်လည်းဒါတွေကဒီຢာတွေကအမှန်တကယ်လာဖို့ရှိရပေါ့နော်ဒါတင်အတွက် blessing ပဲဒီပိုင်ဝမ်လေးတွေကတ်တွေအကုန်လုံးကောင်းတယ်ပေါ့နော်အကုန်လုံးကောင်းတယ်ပြီးတော့ဒီမှာကြည့်လိုက်ဟိုဘောရော energy ထဲမှာလည်း left ဒီ left ကလည်းတင်အတွက်ကိုသူကတက်ကြကျင်နေတာညာမကြည့် let's surround all your connection move forward be in all area of your life ဒီထဲမှာဆိုလို့ရှိရင်လေငွေရေးကြေးရေးလားအခြေရေးလား blessing တွေကလေတင်တဲ့အခြေရေးလဲ blessing အနေနဲ့မြင်တယ်ပြီးလို့ရှိရင်ဒီငွေရေးကြေးမှာလဲ blessing အနေနဲ့မြင်တယ်ပြီးတော့ခါကျဒီဘယ်လိုခေါ်မလဲဒီဘယ်လိုကောင်းတဲ့အရာတွေများများလုပ်ဖြစ်မှာလဲတင်းရဲ့ blessing အနေနဲ့မြင်တယ်ပြီးတော့နာကျင်စရာတွေဘာညာတွေတင်ဆုပ်ကင်ထားတဲ့အရာတွေကိုလည်းလက်ကိုလုံးနိုင်သွားမယ်ဆုံးသက်သွားတာလဲတင်းရဲ့ blessing အနေနဲ့မြင်တယ်ပေါ့နော် okay ဒါဆိုရင် angel ကလေးနဲ့တကက်လောက်ယူလာအောင်မယ်ပိုင်ဝမ်လေးတွေangel ကလေးက angelထွက်လာပေးမလားကိုယ်တိုင်ယူရမလား hello angel please help me to message protect yourself from harm or fear basic energy by embracing a cocoon or healing light surrounding you yeah မကြည့် angel တွေကလည်းတင့်ကိုကာကွယ်ပေးထားတယ်ကွာ angel တွေကလည်းလုံးဝတင့်ကိုကာကွယ်ပေးထားတယ်
တင်းကိုအထိကိုက်မခံဘူးတင်းကိုအထိကိုက်မခံဘူးဆိုတော့ခါကျ healing တွေပို့လို့ဖြစ်သွားမယ်တင်းရဲ့ blessing နေနဲ့ပေါ့နော် healing တွေလည်းပို့ပြီးရင်အများကြီးလို့ဖြစ်သွားမယ်ပြီးတော့ပို့ပြီးရင်လှလာမယ်ပို့ပြီးတော့လှလာမယ်ပြီးတော့ခါကျတော့ပေါ့နော်တင်ကပေါ့နော်ဒီ blessing နေနဲ့ဆိုတော့နာကျင်ဆိုင်ဘာညာဆုံးတက်တော့ပြီးပို့ပြီးရင် shiny တောက်ပလာမယ်ကွာဒီကျယ်ပွင့်လေးတွေလို့ပို့ပြီးရင်တောက်ပလာမယ်positive thinking positive energy တွေပို့ပြီးရင်ပေါ်များလာမယ်ဒီတင်းရဲ့ဒီပိုင်ဝမ်းလေးတွေ blessing နေနဲ့ပေါ့နော် okay ဒါဆိုရင်ပိုင်ဝမ်းလေးတွေရဲ့ပိုင်ဝမ်းလေးတွေရဲ့ blessing ပိုင်ဝမ်းလေးတွေစီကိုမမျော်လင့်မဲ့ရောက်လာမဲ့ blessing လေးတွေကဘာလေးလဲဆိုတော့ဒါတိတက်လောက်လဲတည်သွားပြီလို့ထင်တယ်ပေါ့နော်ဆိုတော့ပိုင်ဝမ်းလေးတွေရဲ့ဒီ reading လေးကိုဒီမှာပဲဆုံးတက်လိုက်မယ်ပိုင်ဝမ်းလေးတွေစီကိုမမျော်လင့်တဲ့ blessing တွေcan true ပေါ့နော်အမှန်တကယ်ရောက်လာပါစေလို့ဆုတောင်းပေးရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် bye bye ပိုင်ဝမ်းလေးတွေ hello ပိုင်တူးလေးတွေမင်္ဂလာပါရှင်ပိုင်တူးလေးတွေစီကိုမမျှော်လင့်မဲနဲ့ရောက်လာမဲ့ကံကောင်းခြင်းတွေဒီ blessing တွေကဘာတွေလဲဆိုတာကိုကျွန်မနဲ့အတူတူကြည့်လိုက်အောင်ဒါပိုင်တူးလေးတွေရေးထားတဲ့ ace of cards ဒီခက်လေးကတော့ဒါချစ်တူပြည့်ရှံနေတဲ့ခွက်ကလေးတစ်ခွက်ပေါ့နော်ရေပြည့်ရှံတဲ့ပိုင်ဝမ်းလေးတွေစီကိုမမျော်လင့်မဲနဲ့ပိုင်ဝမ်းလေးတွေရဲ့ရင်ကိုလှုပ်ခတ်သွားစေမဲ့အခြေရေးလေးတခုဟာ blessing နေနဲ့ရောက်လာမယ်လို့ပိုင်တူးလေးတွေစီကိုရောက်လာမယ်လို့မြင်တယ်ပေါ့နော် blessing နေနဲ့ချစ်တူရှိပြီးသားဆိုလို့ရှိရင်လည်းပြေဝနားလေမှုကျင်နာမှုချစ်ချင်းတွေနဲ့ချစ်ပေးနိုင်မဲ့အချက်မျိုးလေးဒီထက်ပိုပြီးတော့ဗောနော်ချစ်တွေပိုပြီးတော့တိုးလာမယ်ဗောအချစ်တွေတိုးအောင်လည်းမကဘူးပြည့်ရှံနေမှာဗောနော် okay ဒါတင်ပြတော့ blessing မှာ single တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါတင်းရဲ့နှလုံးသားကိုလောက်ခတ်သွားလာအောင်ထိဗောနော်Chilling Queen of Pentacles blessing နေနဲ့လေခရီးထွေးရဂိမ်းနေရှိတယ်ကောင်းတော့ခရီးပေါ့နော် blessing နေနဲ့ဆိုရင်ကောင်းတော့ခရီးတွေထွေးရဂိမ်းနေရှိတယ်ပျော်ပပနော်ဟော blessing တွေကအများကြီးပဲရွေးချယ်စရာ blessing တွေပိုင်ထူးလေးတွေtrip hello speak ပိုင်ထူးလေးတွေ trip blessing ရပါလေလဲဆိုတော့ Nine one the hypertrust wow တဲ့ပိုင်ဝမ်းလေးတွေစီကိုလို့ပိုင်ဝမ်းလေးတွေရင်ကိုလောက်ခတ်သွားစေမဲ့အခြေရည်လေးလုံးဝ surprise ဖြစ်သွားမှာနော်မမျှော်လင့်ထားတဲ့ blessing ဆိုတဲ့အတိုင်းပဲတင့်ကိုလုံးဝ surprise ဖြစ်စေမှာအဲ့အခြေရည်ရလေတင့်စီကိုရောက်လာမဲ့အခြေရည်ရ I saw the one card is opening wow do you see that လုံးဝဒီပိုင်တူးလေးတွေလုံးဝအခြေရည်ပဲထင်တယ်ချေး Okay let me check ဒီမှာကြည့်လိုက် overall နဲ့ကြည့်ပါလားမမျော်လင့်ရမဲနဲ့မင်္ဂလာရေးဆောင်နေရမလားမသိဘူးနော်ပိုင်တူးလေးမမျော်လင့်မဲနဲ့မင်္ဂလာရေးများဆောင်နေရမလားမသိဘူး Okay မမျော်လင့်မဲနဲ့မင်္ဂလာဆောင်နေရငါတော့မသိရလူနဲ့မင်္ဂလာဆောင်ရမှာလားဒါဆိုရင် right မသိရလူနဲ့ new feeling
Okay. Yeah, clay, baby clay. အခြေဆိုခံမဲ Mary Cat နော်ဒီဟာတကယ်ခုနဟာနဲ့ဒီဟာနဲ့တကယ်တိုက်ဆိုင်နေပိုင်တူးလေးတွေမမျိုးလေးမဲနဲ့မင်္ဂဆောင်းမှာလားဒီဟာ Mary Cat လည်းလုံးလို့ရရနော် Mary Cat baby မမျိုးကလေးထားပါတော့အိမ်အောင်ကြပြီးတော့ဆိုလည်းကလေးရတာတို့ပေါ့နော်ချစ်တူရေးစားဆိုလို့ရှိရင်လည်းမင်္ဂလာဆောင်ရတာတို့မမျိုးလေးမဲနဲ့ပေါ့နော်မမျိုးလေးမဲနဲ့အိမ်အောင်ကြတတ်တယ်ပေါ့ကွယ်ဒါပေမဲ့ဒါ blessing ဆိုတော့ကောင်းတဲ့အရာနော်ကောင်းတဲ့အရာပါပိုင်တူးလေးတွေကိုလည်းဘာဖြစ်လို့လဲမသိဘူးပိုင်တူးလေးတွေကိုလည်းချစ်ရင်းနဲ့ပဲမြင်နေရပိုင်တူးလေးတွေရဲ့ blessing ကိုလည်းချစ်ရင်းနဲ့မြင်နေညာ surprise တော့မှရိုး surprise မဟုတ်ကိုယ့်ကိုပျော်ရွှင်စေမဲ့ surprise ပေါ့နော်ဒါ blessing နေနဲ့ဆိုတော့ happy surprise တွေမြင်တယ် new လက်မြင်တယ်yeah blessing နေနဲ့ကိုယ့်စီကိုပေါ့နော်အလုံးမစေးလားချေးမစေးလားအဲ့လိုမျိုးမစေးတွေရောက်လာဖို့ရှိတယ်ခရီးတွေတွားရခင်းရှိတယ်အပျော်ခီးတွေပေါ့နော်အပျော်ခီးတွေတွားရခင်းရှိတယ်ပြီးတော့ပေါ့နော်ကိုယ်စီမှာရှိဘယ်လိုခေါ်မလဲနှစ်ကလေးအတွေးမျိုးတွေပါမျိုးတွေရှိရဆိုလို့ရှိရင်အဲ့ဒါတွေကလည်း blessing အနေနဲ့ပေါ့နော်ရုံထွက်နိုင်သွားမယ်ပေါ့ကွယ်ဒီဟာတွေကနေဒီနှစ်ကလေးအတွေးတွေပါတွေကနေပြီးတော့ရုံထွက်နိုင်သွားမယ်ကိုအဖြေရှာနိုင်သွားမယ်ပေါ့နော်ကိုအဖြေရှာနိုင်သွားမယ်ခုနေချိန်မှာပေါ့နော်တင်းရဲ့စိတ်တွေကရှုပ်ထွေးနေတာမျိုးတင်တကူလှုပ်ချင်နေပေမဲ့တင်းကိုတင်တိတယ်ဒါပေမဲ့တင်းကကိုချုပ်ထားတယ်လို့မျိုးเนาะအဲ့အရာတွေကနေပြီးတော့ရုံထွက်သွားမယ်ဘာဖြစ်လဲဆိုဒီမှာတင်ကလေတင်ဘာလို့ရမယ်ဆိုတော့တိတယ်ကွယ်ဒါပေမဲ့တင်ကဒီတိုင်းမဲ့တင်နဲ့တူချုပ်ထားတာပေါ့เนาะအဲ့လိုမျိုးအဲ့ဆိုတင်အဲ့အရာတွေကနေလည်းရုံထွက်နိုင်သွားမယ်ပေါ့เนาะပြီးတော့ night of one energy energy fire energy เนาะညာ blessing အနေနဲ့ဆိုလို့ရှိရင်လေတကယ် adventure ခရီးပျော်စင်စရာကောင်းတဲ့ခရီးတစ်ခုထွက်ရလိမ့်မယ်ပြီးတော့ဒီကတ်အနေနဲ့ဆိုလို့ရှိရင်ပေါ့နော်တင်ကလေတခုကွာထားပါတော့မကြည့်လိုက် hiding ဖြစ်နေရပေါ့နော် hiding ဖြစ်နေတဲ့ဟာတွေကပေါ့နော် hiding ဖြစ်နေတဲ့ဟာတွေsecret တွေပေါ့နော်ဒီအဲ့ဒါတွေကသူ့လိုပေါ်လာမှာ blessing နေနဲ့ပေါ့နော် yeah ဒီထက်ပိုပြီးတော့တင်ယူလာနိုင်မယ်ပိုင်တိုးလေးတွေဒါ blessing နေနဲ့ပေါ့နော် intuition တွေပို့ပြီးတော့မြင့်လာမယ်ပိုင်တိုးလေးတွေအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီintuition တွေကိုယ့်ရဲ့အလိုတိစိတ်တွေကပို့ပြီးတော့မြင့်လာမယ်ဒီအရာတွေကြော်ဖြတ်ပြီးရင်ပေါ့နော်ဒီအရာတွေကြော်ဖြတ်နိုင်သွားပြီဆိုလို့ရှိရင် blessing နေနဲ့ပေါ့နော် yeah new beginning အကောင်းမြင်စိတ်တွေပို့ပြီးတော့များလာမယ်ညာအခွင့်အလမ်းတက်တွေခြေတက်တွေလောက်ကင်ခွင့်အလမ်းတက်တွေလည်း blessing အနေနဲ့ရောက်လာမယ် happy surprise တွေ blessing အနေနဲ့ကိုယ်စီကိုရောက်လာမယ် manifestation တွေပြီးတော့ခါကျတော့ဘောနော်ကိုယ့်ရဲ့ကိုလုပ်နေတဲ့ဘယ်လိုလဲကိုယ့်ရဲ့ skill တွေပို့ပြီးတော့တိုးတက်လာမယ်ကွယ်ကိုယ့်ရဲ့စံသားတွေကိုဖြစ်ချင်တဲ့စံသားတွေပေါ့နော်ကိုလိုချင်တဲ့အချက်လက်တွေအလွယ်တကူရလာမယ် blessing နေနဲ့ပေါ့နော်
Kino cat garora dua Tenzi obono She never did be of blessing in a Tenzi or Dilulu Muli Yaula Mebono Go Gawabina Medu Kuna dea Yanko Bono Jenada delu Dilua Tempo of blessing in a Yaula Lime Yeah. Negative energy relay, blessing in a way of dormant. Happy message in okay. Doesn't get more message, bono. Spirit guide to injuries, yani, then blessing in it. Barrio confirm television. Yeah. New read beno. Tenzi wale, tenzi blessing a yola mehari. Tamarogua. Tipping the benga, a yudi chow beetle dreid, royal cajalos at the pop you a yan lard alum, want a blessing in a quad, did you a new lady to be a yan lard alum, you want to elamule, we want on thing a lay. Tenzi male, a daily, and Macone a yari go long blessing in a petal nine, Rabbi Tenzi or a day, Macone a yari, Jimmy blessing in a yaula magua, elamule. Be open to new. In all area of your life. Yeah. Nangaya chai doya gain sheet. Nangaya chai blessing in a doya gain sheet. Nangaya chaki roba, a low kind dear Quinlan did the blessing in a mine. The man left America don't have your highly magic. Left lemon America la Diale ho bale cheese or tele little quent down as a bowman and the gagali little quent down as a bowman ever. Alimule mean so there to be true to yourself. Yeah, check a little mean. Okay. That's why injuries are never bono. Injuries are never by now. Confront hello channel. By Julie, the dread blessing. Not a million type blessing by Lamale. The didn't know a million thousand or that. The I pillar bullshit, no? What in just see? Yeah. Can you see that? Light worker. Although this is the intuition is easy for you to be powerful. Your spiritual power bring great blessing in loving service to the divine. Eh? Then blessing in it. Intuition is the spiritual power. One of the spiritual binding and look at spiritual binding never to be a good have a lot of attraction no bar or spiritual bind like the Lord not tomorrow. Area tingo the county yari, did sandy county harry, tender county yari, long blessing, long over no the spiritual power, demashi, a lulu the spiritual lens in the area county blessing, the county you la payment. That's what find two lady got one of the spiritual lens in the find two lady at the children of spiritual lensing or light near she a solution, but no that the yari labushi.
ညာဒီ blessing နေလာဖို့ရှိရပေါ့နော်အဲ့လိုမျိုး great blessing နဲ့ဒီ blessing ကောင်းတဲ့ဟာတွေ happy ပေါ့နော်ကိုယ့်ကိုပျော်ရွှင်စေမဲ့အရာတွေပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီ angel တွေကတင့်ကိုပြောထားတယ် you are a powerful light worker တဲ့တင်ကအလင်းပေးရလို့ကွာပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်တင်ကားတဲ့အရန်ကို powerful ဖြစ်တဲ့အလင်းပေးရလို့ပေါ့နော်ဆိုတော့ဒီထဲမှာပေါ့နော်ထားပါတော့ဒီနေ့ကစိတ်လှုပ်ရှားဖို့ကောင်းတယ် wonderful yeah is it for you to be powerful ဒါဆိုတင်တက်စိတ်ထဲမှာလေအေးငါတခုခုစလဲပေါ့နော်အဲ့လိုမျိုးတခုခုတင်ကြိုတီတော့အေးငါအဲ့ယူကြိုတီနေရပေါ့နော်အေးငါဒီလိုဖြစ်လာမယ်ဆိုတော့ငါစိတ်ထဲအလိုလိုတီနေရအေးအဲ့လိုမျိုးတွေတင်က blessing နေနဲ့တင်အလိုလိုတိစိတ်ပုံများလာမှာပေါ့ကွယ်တခုစလဲအေးငါအဲ့ရတီပြီးသားလို့ကြီးစိတ်ထဲမှာငါကြိုတီနေတယ်လို့ကြီးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတင်ကအလိုလိုတိစိတ်တွေပို့ပြီးတော့ blessing နေနဲ့တိုးပွားလာမှာပေါ့နော်များပို့ပြီးတော့ပို့တိလာမှာပေါ့နော်အဲ့လိုမျိုးလေးမြင်နေပြီးတော့ခါကျ happy surprise တွေမြင်နေ blessing နေနဲ့ပြီးတော့ခါကျနိုင်ငံရခြားခီးစဉ်လုပ်ငန်း opportunity ပေါ့နော်ဒီလုပ်ငန်းခွင့်လန်းတစ်တွေမြင်နေအလုပ်ကိုင်တစ်တွေမြင်နေအခြေရေးအတစ်တွေမြင်နေပြီးတော့ခါကျတော့ချစ်တူရေးရှိပြီးသားဆိုလို့ရှိရင်လည်းကိုယ်ကိုလက်ထပ်ခွင့်တောင်းတာမျိုးဗာမျိုးတွေမြင်နေပေါ့နော် blessing နေနဲ့ဒါ single တွေအနေနဲ့ဆိုလို့ရှိရင်လည်းကိုယ်စီကိုဒီကိုကာကွယ်ပေးနိုင်မဲ့လူပြီးလို့ရှင်ကိုကိုကျင်လာမဲ့လူပေါ့နော်ဒီအရန်ကို romance ဆန်တဲ့လူကကိုစီကိုချေရေးဆိုဖို့မြင်တယ်ပေါ့နော်ဒီထဲမှာရဒါပိုင်တူးလေးတွေရဲ့ blessing တွေပါပိုင်တူးလေးတွေရဲ့ blessing တွေပါဒါပြီးတော့ကိုလည်းပို့ပြီးရင်တိတ်ခဲပို့ပြီးရင်လုံနိုင်မယ်ပေါ့နော်ထားပါတော့ကိုတိတ်ခဲပို့ပြီးတော့လုံနိုင်မယ်ဒါလည်းတင့်အတွက် blessing ပဲเนาะကိုချစ်တက်လာတာကိုပို့ပြီးရင် view site တက်လာတာဒါအကောင်းဆုံး blessing နဲ့မှအကောင်းဆုံးပေါ့เนาะအမျိုးကို love yourself ပေါ့เนาะဒါကိုချစ်တက်တာအရန်ကိုမှ blessing ပေါ့เนาะ blessing နဲ့မှတော့အကောင်းဆုံး blessing ပါ okay ဒါဆိုလို့ရှိရင်ပိုင်ထူးလေးတွေရဲ့ဒီပိုင်ထူးလေးတွေစီကိုမမျော်လင့်မဲရောက်လာမဲ့ blessing တွေကိုဒါတည်သွားပြီလို့ထင်တယ်ပေါ့နော်ဆိုတော့ခါကြတော့ okay ဒါဆိုလို့ရှိရင်ပိုင်တူလေးတွေရဲ့ video ကိုဒီမှာပဲဆုံးတက်လိုက်ပါမယ်နောက်ထပ် video လေးမှာပြန်တွေ့ကြပါမယ် okay ဒီ blessing တွေအမှန်တကယ်ရောက်ရှိလာပါစေပိုင်တူလေးတွေဆိုအမှန်တကယ်ရောက်ရှိလာပါစေလို့ဆုတောင်းပေးပါတယ် okay see you next reading hello ပိုင်ထွေးလေးတွေမင်္ဂလာပါရှင်ပိုင်ထွေးလေးတွေရေးထားတဲ့ page shop ဖန်တီးခဲကတ်လေးပေါ့နော်ဒါလေးကတော့ဒါ Universe ကနေပြီးတော့ပိုင်တူးလေးတွေစီကိုဒါအခွင့်လန်းနေငွေကြေးတွေဒါတွေကိုလာပေးနေပါတော့မမျော်လင့်မဲနဲ့ Universe ကလက်ဆောင်နေရရှိမယ်လို့ blessing နေနဲ့ပိုင်ထွေးလေးတွေကိုမြင်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ပိုင်ထွေးလေးတွေတာရက်ခက်လေးနဲ့ပိုင်ထွေးလေးတွေစီကိုမမျော်လင့်မဲရောက်ရှိလာမဲ့ blessing တွေကဘာတွေလဲOh sorry ပိုင်ထူးလေးတွေပြော sorry ပိုင်ထရီလေးတွေကိုဒလဘကတ်လေးကြတယ်ဒလဘကတ်လေးကိုကျွန်မဖုံးကျင်တယ်ပေါ့နော်ဘာလေးနဲ့ဖုံးရမလဲ wait give me အစာကိုအသေးလေးနဲ့ဖုံးတယ် okay just give me a second okay blessing နေနဲ့ဘာလာမလဲဆိုတော့ဒလဘာကတ်ကထောင်းကန်းဆိုထွက်လာခဲ့တယ် okay one minded
Okay ဒါဆိုတော့ပိုင်3လေးတွေစီကိုလည်း blessing နေနဲ့ခြေရေးမြင်တယ်ပေါ့နော်ဒီနေ့ဘာဖြစ်လို့လဲမသိဘူးပေါ့နော်ပိုင်3ခုလုံးကခြေရေးတွေပဲမြင်တယ်ကျမကောသူ့ဆော့သူ့ဆော့ဒီမှာလည်းပုံမှန် Oh my goodness ပိုင်3ခုစလုံးတော့ခြေရေး blessing နေရမ်းမြင်တယ်တဲ့ဆုံးဖြတ်ရခဲ့နေတဲ့ဟာတွေဆုံးဖြတ်နိုင်သွားမယ် Okayဒီကပိုင်2မှာလည်းကြာတယ်blessing နေနဲ့လေတင်ငါလေထားပါတော့နော်စကားတစ်ခုခုပြောတယ်ဆိုလို့ရှိရင်လည်းပေါ့နော်စကားပြောတယ်ဆိုလို့ရှိရင်လည်းအမျိုး powerful ဖြစ်တယ်ကွာတင်ပြောလိုက်တဲ့ဟာတွေကအမှန်တကယ်ဖြစ်တယ်ကွာအဲ့လိုမျိုး blessing နေနဲ့ပေါ့နော်ဒါဆိုတော့တင်ကဒါပေမဲ့ powerful အရင်ဖြစ်တဲ့ပေါ့နော်တင်ကောင်းတဲ့စကားတွေပဲပြောရမယ်ကောင်းတာတွေပဲပေါ့နော်အခုဆူတောင်းတယ်ဆိုလို့ရှိရင်လည်းကိုလိုချင်တာဆူတောင်းလို့ရှိရင် blessing နေနဲ့အဲ့လိုမျိုးမြင်ရတယ်ပေါ့ကွာဟုတ်khôngလဲရတယ်ဘယ်လိုပြောမလဲဖိုင်ချီလေးကိုကဒါရကျင်တယ်ဆိုရင်ရတယ်ကွာအဲ့လိုမျိုးတင်ရဲ့အတန်ကပါဝါဖြစ်တယ်ပေါ့ကွာပါဝါဖူးဖြစ်တယ်ပေါ့စွမ်းအားကြီးတယ်ပေါ့ကွာတင်က Okay blessing နေနဲ့တင်ပေါ့နော်တင်အခုလက်တလုံးမှာတင်မဖြည့်ရှင်းနိုင်တဲ့အရာတွေရှိရင်အဲ့အရာတွေကအလွယ်တကူဖြည့်ရှင်းနိုင်သွားမယ် blessing နေနဲ့ပေါ့နော်ဖြည့်ရှင်းနိုင်သွားမယ်ဒီပိုင်ထီးလေးတွေရဲ့အတွက်တူအဆော့အနေနဲ့ဆိုလို့ရှင်ပေါ့နော် drop ရွေးချယ်စရာပေါ့နော်ရွေးချယ်စရာတွေရှိတဲ့အရာတွေဆိုလို့ရှင်ဒီပြတ်သားနိုင်သွားမယ်ပေါ့နော်ပြတ်သားရွေးချယ်နိုင်သွားမယ်ဒီကိုမှရှိရဲ့ခက်ခဲနေတဲ့ခြေနေတွေကနေပြီးတော့လွယ်တကူဖြည့်ရှင်းနိုင်သွားမယ်ပေါ့ကွာလွယ်တကူဖြည့်ရှင်းနိုင်သွားမယ်Yeah. Fine tree လေးတွေကဒီ deliver ကတ်လဲကြာထားတာ deliver ကတ်ကလည်းဒါရွေးချယ်စရာပဲ deliver ကတ်နဲ့ဒီ2 ဆော့နဲ့ကလေတွဲရွေးချယ်စရာတွေပဲပေါ့နော်ရွေးချယ်စရာတွေပြီးလို့ရှိရင်ပေါ့နော်ဒီdeliver ကတ်ကလေအချစ်ရေးရောပြီးလို့ရှိရင်ကိုရွေးချယ်စရာတွေဆိုလို့ရှိရင်လည်းတင်ကရွေးချယ်စရာရှိရဆိုလို့ရှိရင်မှန်ကန်တဲ့ရွေးချယ်မှုတင်လုံနိုင်တော့မယ်ပေါ့ကွယ်အဲ့လိုမျိုးပေါ့နော်တင်ရဲ့ဝါဒနာတွေဘာညာတွေလည်းပို့blessing နေနဲ့လုံဖြစ်သွားမယ်ပြီးရင်ဒီ Cranial Soul Energy နဲ့ဆိုလို့ရှိရင်လည်းပေါ့နော် independent နေပို့ပြီးတော့ရလာမယ် independent ဖြစ်တယ်ပေါ့နော်ဒီတင်ကပေါ့နော်တင်ကအရန်တခုပြောရလဲအရန် powerful ဖြစ်တယ်ဒါဆိုရင်ဖြစ်တယ်ပေါ့နော်တင်ပြောတယ်လို့ဖြစ်တယ်ပေါ့တင်ပြောတယ်လို့ဖြစ်တယ်အဲ့လိုဆိုတော့ကကြတင်က manifestation တွေစုတောင်းတာတွေများများလုပ်ပေးပေါ့နော်ဘာဖြစ်လဲဆိုတော့တင်က blessing နေနဲ့တင်ပြောရင်ဖြစ်တယ်ဆိုရဲပေါ့နော် powerful mind ရှိနေရလဲတင်တွေ့တော့ blessing ပေါ့နော်ဒီ powerful ဖြစ်နေရလဲတင်တွေ့ blessing ပြီးတော့ခါကြထားပါတော့အခုရွေးချယ်ကြိုင်ပါညာဆိုလဲရှင်းရှင်းလင်းလင်းဖြစ်သွားမယ်ကွယ်တင်ရွေးချယ်လိုက်တဲ့အရာပိုကောင်းတဲ့အရာပေါ့နော်ပိုကောင်းတဲ့အရာတွေကိုဒီ blessing နေနဲ့ရွေးချယ်ပြတ်သွားမယ်ကို difficult ဖြစ်နေတဲ့ဆုံးဖြတ်ချက်တွေအားအရာတွေကလည်းလုံးဝ clear ဖြစ်သွားမယ် Yeah
ပြီးတော့ခါကြဒီမှာတူဝခတ်ဆမ်မတူဝခတ်ဒီရလဲလေဘယ်လိုခေါ်မလဲအရင်ဆိုးမိတ်ပေါ့နော်ကိုဆိုဆိုးမိတ်ဆိုးမိတ် America really 1 2 3ရလေအခြေရေးနဲ့ကိုတကယ်မြင်မိတာပေါ့နော်အခြေရေးတွေပဲမြင်မိတာ blessing နေနဲ့လေပြီးတော့လဲလေကတ်ကိုလေကောင်းတာတွေမဲ့ကြာတာအခြေရေးအတွက်ဆိုလဲကောင်းတဲ့ဟာတွေဒီမဲ့ကြာတာပေါ့နော်အဲ့လိုဆိုတင်ကလေဒီဘယ်လိုခေါ်လဲဒါပေမဲ့လာကြည့်ရလူတွေကအခြေရေးကိုပဲတွေးပြီးတော့လာကြည့်ကြရများလားပေါ့နော် energy တွေအခြေရေးတွေမဲ့ကြာတာပြီးတော့ခါကျတင်ကကွာယောက်ျားလေးဖြစ်မင်းကလေးဖြစ်ပေါ့နော်အရန်ကြီးအထက်လုံနေကြမလို့ကွာသူ့နဲ့သူတင်ဆွတ်ဆောင်မှုအရန်ရှိရပေါ့နော်တင်ကိုမြင်လိုက်တာနဲ့ပေါ့နော်ဒီလူကဆွတ်ဆောင်မှုရှိလိုက်တာဆိုတဲ့ဟာမျိုးပေါ့နော် blessing နေနဲ့တက်မှာအဲ့လိုမျိုးဆွတ်ဆောင်မှုမျိုးရှိလာမယ်blessing နေနဲ့ပြီးတော့ခါကြလို့ရှိရင်ပြီးတော့ဗာမြင်လေးလဲဆိုတော့ the emperor ဆိုတော့လည်းအရန်ကိုကောင်းတယ်ပေါ့နော်blessing နေနဲ့ပေါ့နော်လူတွေကပေါ့နော်တင့်ကိုလည်းအရန်လေးစားတမှု respect ရှိရလူတွေနဲ့ပဲတွေ့တယ်ပေါ့ကွာတင့်ကိုမလေးမစားလှုပ်ချင်းနေရနေပြီးတော့ကင်ဝေးပြီးတော့ပေါ့နော်တင့်ကိုလေးစားတဲ့လူတွေနဲ့ပဲတင်ဆုံတွေ့ရမယ်ဒါ blessing နေနဲ့ပေါ့နော်ပြီးတော့လေဟိုဗာလဲကိုလှုပ်ဆက်ရှိတဲ့ဟာကိုထောက်ရတော့တင်ကတင်ကိုတင်လဲတင်ကကာကွယ်နိုင်စွမ်းရှိရကွာဒီကလည်း blessing နေနဲ့ပေါ့နော်ပြီးတော့ခါကျတင်ကပို့ပြီးတော့ဒီထက်အခုရှိနေတဲ့အခုလက်ရှိရှိနေတဲ့တင်ထက်ပို့ပြီးတော့တင်ကပို့ပြီးတော့စီကန်းတွေရှိလာမယ်စီကန်းအဓိကပထမချက်ပဲเนาะစီကန်းကလေစီကန်းရှိမှဒီစီကန်းရှိမှပေါ့နော်စီကန်းဆိုတာပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့တင်ဟာစီကန်းတွေပို့ရှိလာမယ်ဆိုတာတင်းအတွက် blessing ပဲဘာဖြစ်လို့လဲဆိုစီကန်းတွေပို့ပြီးတော့ရှိလာမယ်ဆိုတာလေဘာဖြစ်လို့တင်းအတွက် blessing လဲဆိုရင်လေစီကန်းအရေးကြီးဆုံးပဲကိုပိုင်ဘွားမှာပေါ့နော်ဒါအောင်မြင်ဖို့ရောဒါလုပ်ငန်းခွင်အောင်မြင်မှုဘာပဲဖြစ်ဖြစ်ပေါ့နော်ဒါအဓိကကြတဲ့အခြေခံလိုအပ်ချက်ကစီကန်းပဲဒီစီကန်းရှိဖို့ပေါ့နော်စီကန်းရှိပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အချိန်စရာတွေဘာညာလဲထောက်တော့ဒါပါဒီဘယ်နှစ်နာရီမှာဘာလုပ်မယ်ဆိုလုပ်ကိုလုပ်ဖြစ်တယ်စီကန်းရှိရင်လေအဲ့လိုမျိုးဒါတွေကလည်းတင်းရဲ့ blessing နေနဲ့ဒါစီကန်းတွေလည်းပို့ပြီးတော့ရှိလာမယ်ပေါ့နော်စီကန်းတွေပို့ရှိလာမယ်ပြီးတော့ကိုလည်းကိုစိတ်ကိုထားပါတော့ဟိုလဲစင်လဲလိုက်တော့ဟိုလဲဆိုလဲဝင်ပါဒီလဲဆိုလဲဝင်ပါတာထက်ပေါ့နော်ကို control လုပ်တတ်လာတယ်ကွာထားပါတော့တင်ကဖုန်းကြည့်ကျင်တယ်ထားပါတော့ဖုန်းစကိုလို့ရတာအရန်တဘောကြတယ်ဖုန်းကြည့်ရတာအရန်တဘောကြရစင်အော်ငါဖုန်းမကြည့်သေးဘူးငါအတွက်အောင်မြင်ဖို့အတွက်တခုခုကိုငါလှုပ်လိုက်အောင်မယ်အဲ့လိုမျိုးကွာစီကန်းဆိုတာပေါ့နော်အဲ့လိုမျိုးငါလှုပ်လိုက်အောင်မယ်ဆိုရင်အဲ့လိုမျိုးကို control လုပ်နိုင်တဲ့စိတ်တွေကိုဒါ blessing နေနဲ့ဒီမှာမြင်ရတယ်ပေါ့နော်တင်းအတွက် blessing ကတင်းကို control လုပ်နိုင်သွားမယ်ဒီအရေးကြီးတာနဲ့အရေးကြီးတာကိုပို့ပြီးတော့အရေးကြီးတာကိုပို့ပြီးလုပ်နိုင်ပြီးအရေးမကြီးတာတွေကို control လုပ်နိုင်သွားမယ်ပေါ့နော်အဲ့ဒါလေးကို blessing နေနဲ့မြင်တယ် protection ဒီနကလည်းဒီအကာအကွယ်ပေါ့နော်အဲ့လိုမျိုးကိုပို့ပြီးကာကွယ်နိုင်တော့မယ်ကွယ်အဲ့လိုမျိုးသူများတွေ blessing နေနဲ့ပေါ့နော်သူများတွေစီရဲ့အထိခိုက်လည်းမခံရဘူးပြီးလို့ရှိရင်သူများတွေဘာလိုင်းပေါ်မှာဘာတွေပဲဖြစ်နေဘာတွေပဲဖြစ်နေပေါ့နော်တင်ကကိုဘယ်လိုခေါ်လဲကာကွယ်နိုင်တော့တယ်ပေါ့ကွယ်ပြောရရင်တော့ဘယ်လိုပြောမလဲဒီအရှုပ်ရှင်းတွေကနေဝေးပြီးတော့ပေါ့နော်အဲ့လိုမျိုးအရှုပ်ရှင်းတွေရှိမြင်နေရနေပြီးဝေးတော့တင်ကတင်းအတွက်ဘယ်လိုခေါ်မလဲဒီပိုင်ထရီလေးတွေကကိုယ့်အတွက်ကိုခိုင်မာပေါ့နော်အဲ့လိုမျိုးကိုအလုပ်ထားပါတော့တဘောတစ်ခုကိုကဒီတစ်ခုအောင်မြောင်လုပ်နိုင်မယ်ဆိုရင်အောင်မြောင်လုပ်နိုင်တဲ့အထိတင်းရဲ့စိတ်ကို control လုပ်နိုင်တယ်ကွာအဲ့လိုမျိုးမြင်ရတယ်။မကြည့်ဒီမှာလေးလဲကိုယ့်နဲ့ကိုကာကွယ်နိုင်တယ်မြင်ရဒီမှာလဲကိုယ့်ကိုကာကွယ်ထားလေးမြင်ရပါဘောနော်။ lesson အနေနဲ့ဆိုလို့ရှိရင်ငွေကြေးပိုင်းနေလဲငွေကြေးပိုင်းနေနဲ့အောင်မြင်မှုတွေမြင်ရတယ်ငွေကြေးလုံခြုံမှုပိုင်းနေမြင်ရတယ်ပြီးတော့ပြီးတော့တခုခုစဉ်ဖြည့်ရှင်းနိုင်တော့ရတယ်ပေါ့နော်တခုခုစဉ်ဖြည့်ရှင်းနိုင်တာတွေမြင်ရတယ်
financial opportunity တို့ပြီးလို့ရှိရင်ဗာလဲ new career အလုပ်မှာဆိုလို့ရှိရင်လည်းပြောစရာမရှိဘူးပေါ့နော်ပြောစရာမရှိဘူးအလုပ်မှာဆိုလဲအဆင်ပြေအောင်မြင်ရတယ်ဖြည့်ရှင်းနိုင်သွားတာတွေမြင်ရတယ်ရွေးချယ်စရာရှိရင်လည်းကောင်းတဲ့ရွေးချယ်မှုတွေကိုရွေးချယ်နိုင်သွားမယ်ပြီးတော့ abundant ဖြစ်တဲ့ဘဝပေါ့နော် abundant လိုက်မှနေရမယ် abundant ဆိုတာလေကိုကစားခြင်းနဲ့လို့တွေးလိုက်တာနဲ့စားရတာမျိုးပေါ့ကွာစားရတာမျိုးကိုကဒါလေးလိုချင်လိုက်တာလို့စိတ်ထဲရှိရတဲ့ဒီຢာကိုယ့်စီကိုရောက်လာတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ blessing မျိုးကိုဒီပိုင် tree လေးတွေစီမှာမြင်တယ် okay တခုခုဆိုကွာထားပါတော့ကို boundary ထားနိုင်လာတယ်ပေါ့နော်ကို control ဖြစ်လာတယ် control လုပ်နိုင်လာတယ် boundary ထားနိုင်လာတယ်ဘယ်သူတွေကမှကိုထိခိုက်အောင်လုပ်လို့မရဘူးကိုစိတ်ပင်ပန်းအောင်လုပ်လို့မရဘူးတင်ကိုယ်တိုင်ကလွဲရင်ဘယ်သူမှတင့်ကိုထိခိုက်နာကြအောင်လုပ်လို့မရဘူးတင့်ကိုပဲပျော်ရွှင်လုပ်ပေးလို့ရမယ်ပေါ့နော်တင့်ကိုနာကြအောင်ကတော့ဘယ်သူမှလုပ်လို့မရဘူးဘာဖြစ်လဲဆိုတော့တင်ကိုနာကြအောင်လုပ်ခွင့်ပြုမှာလည်းမဟုတ်ဘူးလုပ်လို့လည်းရမှာမဟုတ်ဘူးဘာဖြစ်လဲဆိုတော့ဒီအရာတင့်အတွက် blessing ဖြစ်နေလို့ပေါ့နော် okay ဒါဆိုလို့ရှိရင်ပိုင်ထရီလေးတွေကို oracle ကလေးနေပေါ့နော်ပိုင်ထရီလေးတွေစီကိုရောက်လာမဲ့ blessing တွေကဘာလဲဆိုတော့ချက်ကြည့်လိုက်အောင်50 မိနစ်ရှိသွားပြီintuition မလေးsorry ကတ်တယ်အကုန်ထွက်ကုန်ပြီcrown chakra crown chakra ပွင့်ဖို့မြင်တယ်ပေါ့နော် crown chakra တင်ကဒီဘက်ကပိုင်တူးမှကြာပြီတိုင်းပဲ new possibility open to where you are like shit a time of divine understanding when your peace and hold you with grace and attract great luck ကျမပြောရလေခုနကတော့ပိုင်ထရီလေးတွေကလို့လုံးဝဆွဲဆောင်မှုရှိတယ်လို့တင်ကဆွဲဆောင်စရာမလိုဘဲနဲ့လူတွေကတင့်ကိုမြင်လိုက်တာနဲ့ဟာဒီလူကဆွဲဆောင်မှုရှိလိုက်တာအလားဆိုဆွဲဆောင်မှုရှိတဲ့အလားဆွဲဆောင်မှုရှိတဲ့သူမလှကျင်နေလှကျင်လာကွာတင်ကဆွဲဆောင်မှုကိုရှိနေတာအဲ့လိုမျိုးအဲ့ဒါဆိုတော့ပထမဆုံးကလည်းချီးကြတယ်နောက်ဆုံးကလည်းချီးကြတယ်ဆိုတော့ blessing အနေနဲ့တင်ကိုပေါ့နော်ဘယ်လိုခေါ်မလဲထားပါတော့ကွာတင်ဖြစ်နေလို့ကိုဆွဲဆောင်မှုရှိတာတင်ဖြစ်နေလို့ကိုချစ်တာဆိုတော့အချစ်မျိုးနဲ့ပေါ့နော်အမျိုးမျိုး unconditional how to say that in English conditionalအင်္ဂလိပ်အတန်ထွက်ကိုကောင်းကောင်းမထွက်တတ်ဘူးဒါပေမဲ့စလုံးတော့ပေါင်းတတ်တယ်ကွာsorry သူကဘယ်လိုခေါ်မလဲတင့်စီကနေမျောလင်းချက်မပါဘူးသူ့ရဲ့ချက်ကလေအဲ့လိုအချက်မျိုးနဲ့တင်က blessing နေနဲ့အချက်ခံရမှာထားတော့ကောင်းတာတင်ဖြစ်နေလို့ကိုဆက်ဆောင်မှုရှိတာတင်နေတစ်ဖန်တင်မလာတာပဲဖြစ်တင်ဖန်တင်ဘလို့ပုံစံကြီးဖြစ်နေပါစေတင်ဖြစ်နေလို့ကိုဆွဲဆောင်မှုရှိတာပေါ့နော်အဲ့လိုမျိုးတင့်ကိုချစ်ပေးနိုင်မဲ့လူပေါ့ကောနော် you are the one ပေါ့နော်အဲ့မျိုးသူ့အတွက်တော့ you are the one ပဲပေါ့အဲ့လိုမျိုးချစ်ပေးနိုင်တဲ့လူမျိုးနဲ့တင့်စီကို blessing နေနဲ့ရောက်လာမှာဖြစ်ပါတယ်လို့မြင်မိပါတယ်ပိုင် tree လေးတွေ okay angel message တနားရီလည်းပြည့်တော့မယ်ဆိုတော့တနားရီလည်းထိုးတော့မယ်angel message လည်းမြန်ပဲထွက်ပေးခဲ့တယ်တနားရီပဲထိုးတော့မယ်ဆိုတော့ဘာလို့ပိုင်ထိုးရကြလဲမသိဘူးခဏလေးပြန်တွေးမယ်အတက်ပဲပြန်ထားမယ်
ဒီမှာကြာပြီးကက်တွေကြာရင်တိတ်ပြီးရင်စိတ်မပေါစပ်ပါလေညာတခြားပိုင်နေမှာကြာပြီးကက်တွေကြာရင်လေတူကြာရင် Okay ဒီမှာလဲ star ပဲမြင်နေဟေး you are a star blessing နေနဲ့ you are a star blessing နေနဲ့ကြွယ်လေးလို့တောက်ပလာမယ် shiny ဖြစ်လာမယ်ပိုင်ထွေးလေးတွေကိုမြင်ပါတယ် Cover angel market and real light fear based energy from you are surrounding this situation and everyone included yeah တဲ့မှာလေဟိုကြောက်စိတ်တွေဘိုင်းညာတွေခက်ခဲတဲ့အရာတွေဒီမှာပြောရလေတော့တင်ရွေးချက်စရာဘိုင်းညာတွေခက်ခဲတဲ့အခါတွေရှိခဲ့တယ်ဆိုရင်တော့မှအဲ့ဒါတွေကအဝေးရောက်သွားမှာ blessing နေနဲ့လေ no more hiding ကွာ no more hiding ဟို golden sound နဲ့လို့ပေါ့ blessing နေနဲ့လေ no more hiding now I'm shining like a born to be ဆိုလေ we go up goldenပို့ပြီး shiny ပို့ပြီး shiny ဖြစ်လာမယ် blessing နေနဲ့ဒီပိုင်ထွေးလေးတွေကိုမြင်မိပါတယ် okay ဒါဆိုရင်ပိုင်ထွေးလေးတွေဒီ reading လေးကိုကျင်းနှလိုက်မယ်လို့မြင်တယ်ပေါ့နော် okay ပိုင်ထွေးလေးတွေဒါဆိုလို့ရှိရင်ဒီကောင်းတဲ့ blessing တွေအကုန်လုံးတင့်အတွက်ဘယ်လိုခေါ်မလဲ energy ကိုင်မဲ့ပေါ့နော် blessing တွေတင်လို့ခြင်းတဲ့ blessing တွေအားလုံးတင့်စီကိုအမှန်တကယ် come true ရောက်လာပါစေလို့ကျမပိုင်ထွေးလေးတွေကိုဆုတောင်းပေးပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ် reading တွေမှာတွေ့ကြပါမယ်ပြန်တွေ့ကြမယ်เนาะဆိုရင် bye bye ပိုင်ထွေးလေးတွေ